Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ခရီးသွားတဲ့စကားလုံးလေးနဲ့ပတ်သက်ပြီးတော့အတူတူလေ့လာသွားမှာပဲဖြစ်ပါတယ်ကဲအစင်းသစ်ဖြစ်ပြီဆိုစားလိုက်ကြရအောင်ရှင်ပထမဦးဆုံးကျမတို့ခရီးသွားပေါ့နော် tourism တွေကိုကိုရီးယားလိုဘယ်လိုပြောလဲဆိုလို့ရှိရင် quan quang kek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  လို့ပြောလို့ရပါတယ်ဒါဆိုလို့ရှိရင်ဒါကတော့ခရီးသွားဆိုတဲ့အဓိပ္ပာယ်ပါဒါဆိုရင်ခရီးသွားတွေအသွားများတဲ့နေရာပေါ့နော်ခရီးသွားတွေအသွားများတဲ့နေရာဆိုလို့ရှိရင် quan quang ji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  လို့ပြောရမှာဖြစ်ပါတယ်ဒါဆိုရင်ဖူခက်မျိုးကခရီးသွားတဲ့နေရာတနေရာဖြစ်တဲ့အတွက်ခရီးသွားတဲ့သူတွေအများများတယ် tourism တွေအများများတယ်လို့ပြောချင်တယ်ဆိုရင်ဖူခက်은 관광지니까 관광객이 엄청 많아요 푸켓은 관광지니까 관광객들이 엄청 많아요လို့ပြောလို့ရပါတယ်ဒါဆိုရင်ဖူခက်မျိုးကဒီခရီးသွားတဲ့နေရာဖြစ်တဲ့အတွက်ခရီးသွားတွေအများများပါတယ်ဆိုတော့အဲ့ဒီပဲဖြစ်ပါတယ်နောက်ပြီးတော့ကျမတို့museum ပေါ့နော် museum ကျမတို့ပြတိုက်တွေဆိုလို့ရှိရင်박물관လို့ပြောရမှာဖြစ်ပါတယ်ရေးထားတာက박물관လို့ရေးထားတာတွေ့ရပါလိမ့်မယ်ဒါမဲ့ကျမတို့အတန်ထွက်လို့ရှိရင်박물관လို့ထပ်ပေးရမှာဖြစ်ပါတယ်ဒါဆိုရင်ကျမတို့နိုင်ငံတနိုင်ငံကိုသွားတဲ့အခါမှာအဲ့ဒီနိုင်ငံရဲ့ရိုးရအစားအစာပေါ့နော်ရိုးရအစားအစာတွေရှိတယ်ဒါဆိုရိုးရအစားအစာဆိုလို့ရှိရင်전통 음식လို့ပြောမှာဖြစ်ပါတယ်전통ဆိုတာကကြတော့ရိုးရကိုပြောတာဖြစ်ပါတယ်음식ကစားစရာကိုပြောတာဖြစ်ပါတယ်전통 음식ဆိုလို့ရှိရင်ရိုးရစားစရာဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါဆိုရိုးရအချိုပွဲလို့ပြောချင်တယ်ဆိုရင်전통 디저트လို့ပြောလို့ရပါတယ် dessert က dessert ကိုပြောတာဖြစ်ပါတယ်ရှင်နောက်တစ်ခုကကြတော့ကျတော့ဒီနိုင်ငံတနိုင်ငံကိုသွားမယ်ဆိုလို့ရှိရင်အဲ့ဒီနိုင်ငံမှာ delay တွေရှိတယ်ဒါဆိုလို့ရှိရင် delay ဆိုလို့ရှိရင် 관습လို့ပြောမှာဖြစ်ပါတယ် 관습ဆိုတာကကြတော့နိုင်ငံတနိုင်ငံရဲ့အစဉ်ဆက်ထိမ့်သိမ်းလာတဲ့ delay တွေကို 관습လို့ပြောတာဖြစ်ပါတယ်နောက်ပြီးတော့အဲ့ဒီနိုင်ငံမှာမှရိုးရပေါ့နော်ရိုးရထုံးတမ်းနေလို့ပြောချင်တယ်ဆိုလို့ရှိရင်เนาะ풍습လို့ပြောမှာဖြစ်ပါတယ်풍습ဆိုလို့ရှိရင်ဒါ delay တွေကိုပြောတာဖြစ်ပါတယ်နိုင်ငံတနိုင်ငံရဲ့ယဉ်ကျေးမှုလို့ပြောချင်တယ်ဆိုလို့ရှိရင်เนาะမွန်နွာလို့ပြောမှာဖြစ်ပါတယ်မွန်နွာဆိုတာကကြတော့နိုင်ငံတနိုင်ငံရဲ့ယဉ်ကျေးမှုဖြစ်ပါတယ်ရှင်ပြီးတော့ခရီးသွားတဲ့အခါမှာလူတယောက်မှာပေါ့မတိလို့မရတဲ့အရာပေါ့အဲ့ဒါတော့မှန်တာပေါ့နော်မှန်တာကိုကိုရီးယားလိုမဲနော်လို့ပြောပါတယ်လူတွေရဲ့လိုက်နာရမယ့်အပြုအမူတွေပေါ့နော်လူရှိသူရှိမှာလိုက်နာရမယ့်အပြုအမူလူအများနဲ့ဆိုလို့ရှိရင်နေထိုင်ရမယ့်အပြုအမူကိုပြောတာဖြစ်ပါတယ်အင်္ဂလိပ်လို့ဆိုလို့ရှိရင်တော့မှန်တာလို့ပြောပေမဲ့ကိုရီးယားလို့ဆိုရင်မဲနော်လို့ပြောပါတယ်နောက်ပြီးသွားလို့ရှိရင်အတွေးခေါ်ပိုင်းပေါ့နော်အတွေးခေါ်ပိုင်းမှန်ကန်တိကျတဲ့အတွေးခေါ်မှန်ကန်တဲ့ဆုံးဖြတ်ချက်အတွေးခေါ်တွေဆိုလို့ရှိရင်개념လို့ပြောလို့ရတာဖြစ်ပါတယ်ဒီနေ့တက်ကတော့ဒီလောက်ပါပဲရှင်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အစီအစဉ်တစ်ကလေးနဲ့ထပ်လာပါခဲ့ပါဦးမယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်တစ်ဗီဒီယိုဖိုင်လေးမှာပြန်တွေ့ပါမယ်ညွှန်ခဲ့စေရော